ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်အေးချမ်းပါဟုတ်ပြီ39နှစ်ပါဆရာကြီးရွှေကောင်းနေနော်ဟုတ်ဆရာကြီးရှင်နဲ့ကလေးမွေးထားတာ2လရှိပါပြီညဆိုမအိပ်နိုင်ပဲတဲ့ခြေစစ်လက်စစ်တွေတအားကြိုက်ခဲနေပါတယ်တဲ့အဲ့ဒါဗမာဈေးလေးရှိရင်ကူညီပါအောင်ရှင်တဲ့ရှိပါတယ်ဗျာဟုတ်ကဲ့ဆရာဗမာဈေးရှိကူညီတယ်ဆိုတာလိုင်းနှလိုင်းသိရမယ်ဟုတ်ကဲ့ဆရာကြီးရှေးခါတော်တော်များများမိဖွားရင်ဟုတ်ကဲ့ပါမိမကင်ဈေးတို့စက်နွင်းတို့တောက်ကြရတယ်ဟုတ်ကဲ့ဆရာကြီးလွန်ခဲ့တဲ့နှစ်40လောက်ကဆရာတို့ဒီဆေးပြစတဲ့ခါကျဆရာတို့ကိုယ်တိုင်လည်းအတိုက်ထားပဲဟုတ်ကဲ့ပါဆရာကြီးအခုဒီဘက်မှာလို့မိမကင်ဈေးတို့စက်နွင်းတို့တောက်တာရက်လိုက်ပါတော့ဟုတ်ကဲ့ဆရာကြီးမိမကင်ဈေးဆိုတာတကယ်တော့မိကင်မဲ့အစားမီးလောက်ကိုပူတယ်ဈေးဟုတ်ကဲ့ဆရာကြီးအဲ့ဒါရှောင်းပါဟုတ်ကဲ့ပါရှောင်းတော့ဘာလုပ်အောင်လဲဆိုရင်ဒိန်ကျင်လေးတောက်ပေးပါဟုတ်ကဲ့ပါမကြီးဖြော်လေးတောက်ပေးပါသီးစုံချင်းလေးချက်စားပေးပါဟုတ်ကဲ့ပါမဲဇလီခွေးတော့ပေါက်ပန်းပြူလေးကိုဟင်းကျူချက်တောက်ပေးပါဟိုဆရာပြောတာမြန်သွားလားမမြန်ပါဘူးမမြန်ပါဘူးနော်အဲ့လိုဓာတ်စာလေးတွဲစားရင်နဲ့ကိုဒီနေ့ပူရေးနေကောင်းပေါ်ပါလာပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးလိမ့်စေးရအောင်ဆရာကြီးလိမ့်စေးတော့နေ့တနခါလိမ့်မှာညကရမလိမ့်မှာနော်ဟုတ်ကဲ့နေ့တနခါတော့3ခါလောက်လိမ့်ရင်ကောင်းတယ်ဟုတ်ကဲ့ပါဆရာညကရမကတော့တစ်ချိန်ပဲလိမ့်မှာဟုတ်ကဲ့ပါရင်မနဲ့ကြောကိုမလိမ့်မထားနိုင်ရင်ကောင်းတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကဲဘုရားရှင်းကြပါစေဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမက်နန္တာပါဟုတ်ပြီ26နှစ်ထိုင်းနယ်စပ်မှာတဲ့ဆရာမအလုတ်ကတဲ့ထွက်ထားတယ်တဲ့ဟုတ်ပြီတခြားအလုပ်မပြောင်းသေးဘူးပေါ့နော်ဟုတ်ပြီဆရာကြီးရှင်နဲ့စီးခဏသွားနေပါတယ်တဲ့ဟုတ်ပြီစီးကတဲ့တစ်ဆက်ချင်းစီသွားတယ်လို့ဖြစ်နေလို့ပါတဲ့ဟုတ်ပြီစီးတစ်ခါသွားရင်လေတဲ့နာယီဝက်လောက်သွားနေရပါတယ်တဲ့အဲ့ဒါတော့သိရွာဖြစ်သွားပြီအဲ့ဒါငရုတ်သီးတွေရှောင်းရမယ်ဟုတ်ကဲ့ဆရာကြီးငရုတ်သီးရှောင်းရမယ်နောက်တော့ဒီတောက်တဲ့အခါမှာရေသက်မဲ့တော့ရမယ်ဟုတ်ကဲ့ဆရာကြီးရေသက်မဲ့တော့ရမယ်တောက်ထားလဲအတိုင်းရှိရမယ်ဟုတ်ကဲ့ပါဆရာကြီးနော်နှစ်ပလင်းကြော်3ပလင်းလောက်တော့ရမယ်ဟုတ်ကဲ့ပါဆရာကြီးရေသက်မဲ့တော့ပါဟုတ်ကဲ့ပါဆရာကြီးအဲ့လိုရေနှစ်ပလင်းကြော်3ပလင်းတော့ပါဟုတ်ကဲ့ပါဆရာနောက်စီးသွားခြင်းနေဆိုစိတ်ကသွားခြင်းနေဆိုထားပြီးတော့သွားလိုက်သွားခြင်းထားသွားလိုက်မသွားပါနဲ့ဟုတ်ကဲ့ပါဆရာကြီးတကယ်လိုအပ်မှသွားပါဟုတ်ကဲ့ပါဆရာကြီးသူ့တဘာဝကတအိမ်နဲ့စီးအိမ်ကကျွတ်တဲ့အိမ်ကအောက်ကိုနှိပ်ကြနေတယ်ဟုတ်ကဲ့အလေးပင်မလို့မိဖွားတဲ့အခါမှာကြုံမသွားလို့ကြားတယ်ဟုတ်ကဲ့စီးအိမ်ကိုပိနေတယ်ဟုတ်ကဲ့ဆရာကြီးပိနေတော့စီးအိမ်ထဲမှာစီးလေးနည်းနည်းရောက်တိုင်းသူတွန့်ထုတ်တာဟုတ်တွန့်ထုတ်တယ်လို့ဖြစ်တာပေါ့ဟုတ်ကဲ့ပါဆရာတော့သွားကျင်နေတာပဲဟုတ်ကဲ့ဆရာကြီးသွားကျင်နေဆိုရင်ထားမသွားနဲ့နေထိန်ထားပါတိုက်နေတယ်မြစိတ်နဲ့ထိန်မရရင်ဒိုင်ဘာလေးဝတ်ထားပေါ့ဟုတ်ကဲ့ဆရာကြီးဒီနေ့စိတ်ထွက်ပါစေဟုတ်ကဲ့ပါဆရာကြီးတကယ်သွားကျင်တဲ့ပြည့်စုံတော့မှသွားပါ3နာရီမှတစ်ခါလောက်သွားရင်လုံလောက်တယ်ဟုတ်ကဲ့ဆရာကြီးခဏသွားလို့အားကြည့်ရင်ဒီစီကအားကုန်သွားလို့ဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့ဆရာကြီးနောက်ပြီးတော့အပြိုဘဝတဲ့ကတဲ့16နှစ်ကတည်းကတဲ့စဖြစ်တာပါတဲ့ဟုတ်ပြီဆို9နှစ်လောက်ရှိပြီပေါ့နော်စီးထဲမှာတဲ့အဖြူဘက်တွေလည်းပါပါတယ်တဲ့အဲ့ဒါတော့အပူစားလို့ဟုတ်ကဲ့ဆရာကြီးအဖြူဘက်တို့ယာတိအဖြူစင်းနေဆိုတာအဲ့ဒါငရုတ်သီးစားတဲ့သူတို့ဟုတ်ကဲ့ရှင်ငံဆက်တို့ရှုရှဲတို့ဆက်ရှိန်တို့တင်မောသီတောင်းတို့မာလာရှန်ကောတို့ခုမင်္ဂလိတွေကြိုက်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးအဲ့လိုအစာတွေစားတဲ့သူတွေဖြစ်တတ်ပါတယ်ကြောင့်မို့အဲ့ဒါရှောင်းပါဟုတ်ကဲ့ပါရှောင်းပြီးတော့ကစွန်းရွက်အယိုးအနီကိုထညက်နဲ့ပြုတ်ကော်ဖီလေးနဲ့တောက်ပေးပါဟုတ်ကဲ့ပါဆရာကြီးဒိန်ကျင်လေးတောက်ပါဟုတ်ကဲ့ပါဆရာမကြီးဖွယ်ရေးတောက်ပါ3ခုဟုတ်ကဲ့ပါဒိန်ကျင်တည်းမကြီးဖွယ်ရေးတည်းဒိန်ကျင်တည်းမကြီးဖွယ်ရေးတည်းသီးစုံချီရင်းလေးချက်စားပြီးဒါလွယ်လွယ်လေးပျောက်သွားမှာပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကဲဘုရားရှင်းကြပါစေဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဦးမျိုးအောင်ပါဟုတ်ပြီဗျာ43နှစ်ပါဆရာကြီး43ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီဆက်ပြင်းနဲ့တရုတ်ပြည်မှာပါဩပီနန်အိတ်ယုံနဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ဂျိုထိုးနေတာ4ရက်ရှိပါပြီတဲ့ကျေးဇူးပြုပြီးစေးနီးလေးလမ်းညွှန်ပေးပါခင်ဗျာတဲ့အဂျိုထိုးတာတော့ဂျိုထိုးတာတကယ်ဆိုရင်ပြင်မနေနော်ဟုတ်ကဲ့ဆရာကြီးဂျိုထိုးရင်ဂျိုထိုးမယ်လို့စိတ်ပေါ်တိုင်းရေတောက်လိုက်ရေသန့်အောင်တောက်နော်ဟုတ်ကဲ့ဆရာကြီးဂျိုထိုးမယ်လို့စိတ်ပေါ်တိုင်းရေသန့်တောက်လိုက်ဟ
ဟုတ်ကဲ့ တောင်းရင်နဲ့ဂျိုထိုးမဲ့စိတ်နဲ့ရေသန်းနဲ့ဘယ်သူကနိုင်သွားမလဲဆိုရင်စက်တိုက်လို့ရင်ရေသန်းကနိုင်သွားလိမ့်မယ် ဟုတ်ကဲ့ဆရာကြီး နိုင်တော့သူပျောက်သွားလွယ်လွယ်နဲ့ပျောက်သွားမှာပဲ ဟုတ်ကဲ့ဆရာကြီး ဂျိုးကလည်းတကယ်ထိုးလို့ရှိရင်ချို့များဆိုရင်လေဂျိုးထွက်မတ်တဲ့လို့ပဲဖေကိုထိုင်ကြတော့ထိုးတာနော် ဟုတ်ကဲ့ဆရာ တိတ်ပင်ပန်းနေ ဟုတ်ကဲ့ဆရာကြီး ဘိုက်ကြောတွေနာလာတယ် ဟုတ်ကဲ့ပါဆရာ အဲ့လိုဖြစ်တတ်ပါတယ် ဟုတ်ကဲ့ဘာဖြစ်လို့ထိုးတာလဲဆရာကြီး အထူးသဖြင့်တော့အပူများလို့ပေါ့ ဟုတ်ကဲ့ပါဆရာ အကျော်တွေအစားများလို့ပေါ့ ဟုတ်ကဲ့ပါဆရာကြီး အကျော်နဲ့အပူနှစ်ခုကြောင့်ဖြစ်တာပါပဲ ဟုတ်ကဲ့ပါဆရာကြီး ဟိုမှာအရဲတောက်တာဖြစ်ချင်းဖြစ်မယ်ငရုတ်သီးစားတာဖြစ်ချင်းဖြစ်မယ် ဟုတ်ကဲ့ဆရာကြီး ဟိုမှာအီဂျာကွေးစုံစားဘုရားစောစားတာဖြစ်မယ် ဟုတ်ကဲ့ပါ ငမုတ်ကျော်အာလူကျော်စားတာဖြစ်ချင်းဖြစ်မယ်အဲ့ဒါကြောင့်ပါ ဟုတ်ကဲ့ပါဆရာ ဒိန်ချင်းလေးတောက်မယ်မကြီးဖြော်ကြီးလေးတောက်မယ်ဆိုရင်ဒါကောင်းမှာမပါ ရှေ့မှာဟိုဖြစ်တာပေါ့ကာကွယ်ပြီးသားဖြစ်တာပါ ဟုတ်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးရှင် အားလုံးပဲအစာဝအနာကင်းဘုရားရှင်းကြပါစေဗျာ ဆရာကြီးမင်္ဂလာပါရှင် မင်္ဂလာပါသမီး အခုမေကွန်းရှင်ကမက်နွယ်နီပါ မတ်နွယ်နီ နွယ်နီတဲ့ ဟုတ်ပြီ 33နှစ်ပါဆရာကြီး ဟုတ်ပြီ လာရှိုးရပါ ဟုတ်ပြီဗျာ တာဦးကိုဝင်နဲ့6လပါတဲ့ကိုဝင်က ဒါပထမဆုံးကလေး ဟုတ်ကဲ့ဆရာကြီး ကိုဝင်က6လ ဟုတ်ကဲ့ဆရာကြီး ဟုတ်ပြီ ဆရာကြီးရှင်တဲ့ခန္ဓာကိုယ်ရောတဲ့ခြေပွားလက်ဖွားတွေရောပူနေလို့ပါတဲ့ ဟာသမီးအဲ့ဒါတော့ဘာမှအန္တရာယ်မရှိဘူးလို့ ဟုတ်ကဲ့ဆရာကြီး ပူရာနဲ့အေးတာနှစ်ခုဟာပူရာကိုဝင်ရှိတဲ့အချိန်မှာပူရာဒုက္ခမပေးဘူး ဟုတ်ကဲ့ဆရာကြီး ခြေပြားလက်ဖြားတွေအေးနေတယ်ဆိုရင်အဲ့ဒါထုံတယ်တို့ကျင်တယ်တို့အစာမကြည်ဘူးတို့အဲ့လိုဖြစ်တတ်တယ်နော် ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးပြောတဲ့နီးအတိုင်းရေချိုးပါတယ်တဲ့ ကောင်းတယ်ဆက်ချိုး က ပါ ရမက်လိမ့်ပါတယ်တဲ့ ဒါလည်းလိမ့်ပါ ။အော်ကရမက်လိမ့်ပါလို့ပြောထားလို့တဲ့ကိုဝင်ဆောင်ကရမက်လိမ့်လို့ရပါသလား အာ တဲ့ ပူရပါတယ်ဗျာပူလင်းရပါတယ် ။ဟုတ်ကဲ့ နှစ်ယောက်စာလင်းရမယ်လို့ပြောချင်တယ် ။အော်ဟုတ်ကဲ့ဆရာ။ညဘက်ရေမချိုးပဲတဲ့ခြိလက်ဆေးပြီးရောလိမ့်လို့ရပါသလား ရတယ်အဲ့ဒါလည်းရတယ် ။ဟုတ်ကဲ့ ခြေပလေးတိုက် ဟုတ်ကဲ့ ခြေလက်တက်ရှင်းတိုက်ရေလင်းရတယ် ။အော်ဟုတ်ကဲ့ဆရာ။ခြိပွားလက်ဖွားမပူစေမဲ့နီလန်းလေးသိကျင်ပါတယ်ရှင် အဲ့ဒါကတော့ခြေဝါးလည်းမပူခြင်းရေချိုးတာဒီတိုင်းပေါ့ ။ဟုတ်ကဲ့ဆရာ။ 9မိနစ်လောက်အလိုမှာခြေဝါးနဲ့လက်ဖော်ရေစွတ် ဟုတ်ကဲ့ဆရာ စားကြမ်းကြမ်းရှိတယ်မလား ။ဟုတ်ကဲ့ စားကြမ်းကြမ်းနဲ့ပို့ ပေါ့ဟုတ်ကဲ့ ပို့တဲ့အခါမှာခြေဝါးကိုလက်ဖော်နဲ့ကန့်လန့်ဖြတ်မပို့အောင် ဟုတ်ကဲ့ဆရာ အပြိုင်ပို့ရမယ်ထိုင်ပြီးတော့ ။ဟုတ်ကဲ့ပါ အပြိုင်စားခြေမားနဲ့လက်မ ။ခြိမနဲ့ ညိုးနဲ့လက်ညိုး ဟုတ်ကဲ့ဆရာ ခြေတန်းနဲ့လက်တန်းအဲ့လိုအလျားလိုက်ပို့အပြိုင်စား ။ဟုတ်ကဲ့ဆရာ အကြာကြီးလည်းမပို့ရပါဘူးအချိန်90အချိန်အားဖြင့်10မိနစ်ပို့ရင်လုံလောက်ပါတယ် ။ဟုတ်ကဲ့ပါဆရာ အဲ့လိုပို့ပါ ။ဟုတ်ကဲ့ပါဆရာ ပြီးရင်စီးတဲ့ဖက်သက်သည် ။ဟုတ်ကဲ့ အခုခေတ်ကျမ်းမာရေးဖက်သက်ဆိုတီးခြားပေါ်လာတယ် ဟုတ်ကဲ့ပါဆရာ အခုဆရာစီးထားတဲ့ဖက်သက်မျိုးပေါ့ ဟုတ်ကဲ့ဆရာ ဘူးလုံးလေးတွေတွေ့လား တွေ့ပါတယ်ဆရာ ဟုတ်တယ်လူအလိုနမ်းမလိုက်နိုင်ဘူးသမီး ဟုတ်ကဲ့ပါဆရာ ဒါပေမဲ့လူအလိုလူကလိုက်လို့ပေးနိုင်တယ် ဟုတ်ကဲ့ပါဆရာ အဲ့လိုဖက်သက်မျိုးကိုရွေးစီပါ ဟုတ်ကဲ့ပါ ဆရာဆိုရင်အခုအိမ်ထဲမှာဆိုအိမ်ထဲဖက်သက်တန်တန်ကောင်းကောင်းလေးစီးတယ် ဟုတ်ကဲ့ဆရာ အပြင်ကြလဲဒါမျိုးပဲစီးတယ် ဟုတ်ကဲ့ပါဆရာ ဒါဘယ်နေရာတော့သာဖက်သက်တိုင်းမှာအခုဘူးပါတဲ့ဖက်သက်တွေပေါ်လာပြီ ဟုတ်ကဲ့ပါဆရာ နာမည်ခေါ်တဲ့ကကျမ်းမာရေးဖက်သက်တယ် ဟုတ်ပါတယ် အဲ့လိုဖက်သက်မျိုးစီးပါလို့အကြံပြုပါတယ်ဗျာ ဟုတ်ကဲ့ဆရာသူ့အတွက်ပေါ့နော်သမီးကတောင်းဆိုပေးတာပေါ့နောက်ပြီးတော့ကိုဝင်းသေးတွေအတွက်ပေါ့နော် ပြောပါ ဆောင်ရန်ရှောင်ရန်လေးပြောပြပေးပါအောင်ဆရာ ဟောကိုယ်နေတဲ့တော့သမီးကိုရ6လဆိုတော့အကျော်နဲ့အဆက်ရှောင်ပဲလေ ဟုတ်ကဲ့ဆရာ အကျော်နဲ့အဆက်ရှောင်အချင်းနဲ့အခါစားအဓိကဒါပဲ ဟုတ်ကဲ့ဆရာ နော် ဟုတ်ကဲ့ပါ အဆက်တွေစားမယ်အကျော်တွေစားမယ်ဆိုရင်ဒါမိဖွားမှလည်းခက်တတ်တယ် ခက်တတ်တယ်ဟုတ်ကဲ့ဆရာ အချင်းနဲ့အခါစားရင် မိဖွား စီးမှန်မယ် ဝင်း လေမှန်မယ်ဝင်းမှန်မယ် ဟုတ်ကဲ့ပါဆရာ မိဖွားရမှာကြောင်းကြမစားရဘူးလွယ်လင်းတကူလေးနော်ဖွားလိုက်မယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီး ဟုတ် ရှင် ပြီအားလုံးပဲအစာဝအနာကင်ဘုရားရှင်းကြပါစေဗျာ ဆရာကြီးမင်္ဂလာပါရှင် မင်္ဂလာပါသမီး အခုမေကွန်းရှင်ကမတ်အကျဉ်နာဦးပါ မင်းနာမည်တက်ကောင်းပါလား ဟုတ်ကဲ့ဆရာကြီး အသက်ဘယ်လောက်လဲ 32နှစ်ပါဆရာကြီး ဟုတ်ပြီဗျာ ထိုင်းပါပါ ကောင်းပြီ စိတ်ယုံတန်ရှင်းရေးတဲ့ ဘာစိတ်ုံလို့ပြောလား မပြောဘူးဆရာကြီး ဟုတ်ပြီ ဆရာကြီးရှင်တဲ့ယောဂါကတဲ့သွားခဏခဏကြိုက်တာပါတဲ့ သွားပိုးစီလို့နေမှာပေါ့ နှုတ်ရတာလဲနှစ်ချောင်းရှိပါပြီတဲ့ ဟုတ်ပြီ အခုထက်ကြိုက်နေလို့တဲ့ဘာဆေးတောက်ရမလဲရှင်တဲ့ ဆေးတော့တဲ့ဆိုတာတဲ့ ဟုတ်ကဲ့ဆရာ အ ကြီး ဆက်နဲ့အကျော်တွေရှောင်စား ဟုတ်ကဲ့ဆရာကြီး နော်အဲ့ဒီမှာရလွယ်ပေါ့ရတဲ့အခါပေါ့ ဟုတ်ကဲ့ဆရာကြီး မေစလီရရဂွေးတော့ရရ
တကယ်လို့ဘာမှမရှိကျဟင်းကားပေါ့ ကျဟင်းငါ ကျဟင်းကတော့နေရာထဲရှိတာ ကျဟ ပေါ့ င်းငါ နော် သီးပေါ့နော် အသီးပေါ့ ဟာ အဲ့ဒါပြုတ်လိုက် ဟုတ်ကဲ့ဆရာကြီး ပြုတ်ပြီးတော့ငုံထား ပြုတ်ရည်လေးကိုငုံ ငုံထား ဟုတ်ကဲ့ဆရာကြီး 10မိနစ်2မိနစ်ငုံပြန်ထွေးထုတ် ဟုတ်ကဲ့ပါဆရာကြီး ထပ်ငုံထား ဟုတ်ကဲ့ ပြန်ထွေးထုတ်3ချိန်လောက်ငုံပြီးထွေးပြီးကြံတာတော့ကြချလိုက် ဟုတ်ကဲ့ဆရာကြီး အဲ့ဆိုတက်တာတော့မှာပဲ ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင် ဘာမှမရှိဘူးဆိုရင် ဟုတ်ကဲ့ပါဆရာကြီး တနခါတန့်တန့်ကရမက်တန့်တန့်ရေသန်းနဲ့သွေးတဲ့ကြောက်ပြမှာရေသန်းနဲ့ကိုယ်ရင်မှာကိုသွေးတာဆိုရင် ဟုတ်ကဲ့ဆရာ အဲ့ဒါလေးလိမ့်ပြီးရင်တကောရက် ဒီမျက်နှာကိုလိမ့်ရပါကိုလိမ့်ရမှာပေါ့ ဖြစ်တဲ့နေရာလိမ့်ပေါ့ ဟုတ်ကဲ့ဆ တ ရာ ကောလုံးလိမ့်လဲပိုတော့ကောင်းသေးတယ် ဟုတ်ကဲ့ဆရာကြီး နော် ဟုတ်ကဲ့ပါဆရာ အဲ့လိုဆောင်ရွက်လိုက်ရင်ဒါမသိရင်ဘေးပေါ့သိရင်စီးပေါ့ ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင် အားလုံးပဲအစာဝအနာကင်ဘုရားရှင်ကြပါစေ